နေတိုင်းဆင်ခြင်တဲ့တန်မိုးကြီးလာတဲ့ဆုံးမစကားလောကမှာမင်းရဲ့ရှိုးဝဲရှဲဆိုတာမင်းရဲ့အားနည်းချက်ပဲကွာအဲ့ဒီအားနည်းချက်ကိုသူများကိုပြောပြလိုက်တာဟာမင်းကိုပြန်ပြစ်ဖို့တနက်သေးကိုကြီးစံကိုယ်တိုင်ထစ်ပေးလိုက်တာနဲ့အတူတူပဲဗျဒီနေ့မင်းနဲ့အတူအရက်တော့အတူရီမိုးနေတဲ့တငယ်ချင်းဟာမနှက်ဖန်အကျိုးစီးပွားချင်းဆန့်ကျင်လာတဲ့အခါမှာမင်းကိုအသေးလေးအောင်နေမဲ့ရန်သူဖြစ်မသွားဘူးလို့ဘယ်သူမှအာမမခံနိုင်ဘူးမင်းတို့ကသူကငါအချစ်ဆုံးတငယ်ချင်းပဲငါအကြောင်းတွေအကုန်ပြောပြထားမှယုံကြည်မှုရှိမှဆိုပြီးရင်ဖက်ကြီးဟာပေးနေသလားအဲ့ဒါမင်းကလူကေးမခက်တတ်တာပဲလူဆိုတာအချင်းတွေပေါ်မှာမုံတီးပြီးအယောင်ပြောင်းတတ်တဲ့ပုတ်တင်ညိုတွေကွမင်းရဲ့အားနည်းချက်ကိုသိထားတဲ့သူဟာမင်းကိုဘယ်နေရာကနေဒုက္ခပေးရမလဲဆိုတာကိုအသိဆုံးဖြစ်သွားတာပေါ့မင်းရဲ့ရှာကိုမင်းမထိန်နိုင်ရင်သူများရဲ့ချစ်ဖွားအောက်မှာမင်းဘဝရောက်သွားလိမ့်မယ်အချစ်ဆုံးတငယ်ချင်းဆိုတာလက်ရှိမှာပဲရှိတာကွအနာဂတ်မှာသူကမင်းနဲ့ပြိုင်မဲ့ဖြစ်လာနိုင်တယ်မင်းကိုမနာလို့ဖြစ်လာနိုင်တယ်ဆိုတာကိုအမြဲတမ်းရှင်းစမ်းပါအောင်စကားကိုစစ်ထုတ်ပြီးပြောပါဗျမင်းရဲ့အောင်မြင်မှုကိုပဲပြောပြပါမင်းရဲ့အားနည်းချက်နဲ့အကြံစီတွေကိုတော့မင်းရဲ့နှလုံးသားအောက်ချင်ပါပဲမြုပ်ထားလိုက်စမ်းပါအဲ့ဒါမှမင်းဟာဘသူချင်းချောင်းမုံမှမခံရတဲ့ဘယင်တစ်ပါးလို့နေနိုင်မှာပေါ့တငယ်ချင်းမင်းအကြောင်းသူများပိုသိလေမင်းကိုထိန်းချုပ်လို့ရဖို့ပိုလွယ်လေပဲဗျရန်သူကတိတ်ခိတ်တာထက်အချိန်ကတငယ်ချင်းကကိုယ့်ရဲ့ရှိုးဝက်ချက်နဲ့ပြန်နှက်တာကပိုပြီးအသေးနာဖို့ကောင်းတာပေါ့ကိုယ်ရေးကိုယ်ဓာတွေကိုစီးချတာဟာမင်းရဲ့ငြိမ်းချမ်းမှုကိုကာကွယ်ထားတာပဲစကားပြောတဲ့အခါ90ရာခိုင်နှုန်းကသူများအကြောင်းနားထောင်ပြီးကိုယ့်အကြောင်းကို30ရာခိုင်နှုန်းထက်ကိုမပြောနဲ့အဲ့ဒီ30ရာခိုင်နှုန်းကလေအပေါ်ယံအကြောင်းအရာတွေပဲဖြစ်ပါစေစိတ်လှုပ်ရှားနေချိန်ဝမ်းနေချိန်မှာတစုံတရာကိုရင်ဖွင့်တာမျိုးကိုတတိထားစမ်းပါအဲ့ဒီအချိန်မှာပြောလိုက်တဲ့စကားတွေကနောက်တစ်ချိန်မှာမင်းအတွက်ကြော့ကွင်းပြန်ဖြစ်လာတတ်တယ်ဗျရှော့ဝက်ချက်အသေးစားလေးတစ်ခုကိုပြောပြပြီးအဲ့ဒီလူကနှုတ်လုံရဲ့လားဆိုတာအရင်စမ်းသပ်စမ်းပါဒါဟာလူကေးခတ်တဲ့အမှုပညာပဲမင်းရဲ့နှုတ်ကိုမင်းရဲ့ဂိတ်ဆောင်အဖြစ်ခန့်ထားလိုက်စမ်းပါဒီနေ့ရဲ့တငယ်ချင်းဟာမနက်ဖြန်ရဲ့ရန်သူဖြစ်သွားနိုင်တယ်ဆိုတဲ့အသည့်နဲ့ကိုယ့်ရဲ့အားနည်းချက်ကိုဘသူလက်သေးမှချိုးမပေးပေကိုယ်တိုင်လုံအောင်သိမ့်ဆင်းနိုင်သူကမှဘဝရဲ့တကယ်အောင်နိုင်သူဖြစ်မှာပါ